Tesla နဲ့ SpaceX founder ဖြစ်တဲ့ Elon Musk ကသူ့ရဲ့နောက်ဆုံးထွက် Graphite AI ကိုသုံးပြီး LOL World Championship ရဲ့အကောင်းဆုံးဆိုတဲ့အသင်းတွေကိုမကြသေးခင်ကမှဓာတ်ရိုက်စိန်ခေါ်လိုက်ပါတယ်။ဒီ Elon Musk ရဲ့ Graphite ဟာအခြားမတူညီတဲ့အမျိုးအစား game ပေါင်း4000ကျော်ကိုစော့ကစားခဲ့ပြီး win rate 99.4% တောင်ရှိပါတယ်။ဒီပြိုင်ပွဲကိုတော့ Elon Musk က2026ခုနှစ်မှာကျင်းပဖို့စီစဉ်နေပါတယ်။ Graphite ကို LOL ရဲ့ strategies တွေ champion skill တွေကိုယ်တိုင်လေ့လာပြီးလူသားတွေလိုပဲတဆင့်ချင်း level တက်ပြီးကစားနိုင်အောင်လေ့ကျင့်ထားပါသေးတယ်။ဒါပေမဲ့တင်းတို့တွေးမိကြမှာပါ။ AI နဲ့တကယ်လူနဲ့ဆော့ရရမယ်ဆိုရင် AI မဲ့တေချာတော့နိုင်မှာပေါ့လို့ထင်ကောင်းထင်နိုင်ကြပါတယ်။အဲ့လိုပြောမှကြိုးသိနေတဲ့ Elon Musk ကတော့တချို့ AI တွေတက်ကတ်ချက်တွေလုပ်လိုက်ပါတယ်။ Elon Musk ကဒီပွဲမှာ AI ကိုအလကားပေးနိုင်မှာမဟုတ်ဘူးလို့အတိအလင်းပြောဆိုခဲ့ပါတယ်။ Graphite အနေနဲ့ game screen ကိုကင်မရာနဲ့ပဲကြည့်ပြီးကစားရမှာဖြစ်ပြီး screen head တွေ map head တွေဘာမှလုပ်လို့မရပါဘူး။အဲ့ဒါအပြင်မှာ reaction speed ကို short ထားရမယ်။ AI နဲ့တုံ့ပြန်တော့ internet line တွေကောင်းရင်ကောင်းလို့အလင်းထက်တောင်မြန်နိုင်ပေမဲ့ဒီပွဲမှာတော့လူသား pro player တွေရဲ့အမြန်ဆုံး reaction speed ကပိုမြန်လို့မရပါဘူး။ဒီလို AI နဲ့အကောင်းဆုံးဆိုတဲ့အသင်းကိုမှတွားပြီးစိန်ခေါ်တာကတော့အသက်ဆန်းတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း massive ပတ်သက်တဲ့ Open AI 5ဆိုတဲ့ AI အဖွဲ့ဟာ Dota 2လိုမျိုး mobile game မှာ World Champion ဖြစ်ခဲ့ပြီးတော့ OG အသင်းကိုတော့အနိုင်ရယူခဲ့ပူပါတယ်။အခုဆိုရင်လက်ရှိ World Champions အသင်းတွေတီဝဲလို့အသင်းတွေကလည်းစိန်ခေါ်မှုကိုလက်ခံလိုက်တဲ့ဆိုတဲ့အကြောင်းကိုပြန်လည်ပြောကြားခဲ့ပါတယ်။ Elon Musk ရဲ့ Dota 2လို game ကိုတော့နိုင်ခဲ့ဘူးတဲ့ AI က LOL ရဲ့နည်းနည်း strategy တွေကိုအနိုင်ယူပြနိုင်မလားဆိုတာတစ်ချက်တော့စောင့်ကြည့်ရပါဦးမယ်။2026မှာဖြစ်လာမယ့်ဒီပွဲကြီးက e-sport သမိုင်းမှာအကြီးဆုံးပွဲဖြစ်လာမှာသိကြပါတယ်။အခုတည်းကဘသူ့ကိုအားပေးမလဲဆိုတာတော့ကြိုပြီးစဉ်းစားသင့်ပါတယ်။